ပြန်ခွဲမှာနိုင်ရဖို့ကျမတို့ကရေဆိုနေတဲ့ sketch ပုံမှာကခဲ့ကြတယ်ဒါပေမဲ့ကျမကိုလွှဲလိုက်တဲ့ချိန်မှာပဲခြေထောက်က sketch ကယူတည်ဆုပ်ပြဲသွားခဲ့တယ်အဲ့ဒီနေ့ကုံဆုံးသွားတဲ့ချိန်မှာတော့ကျမ sketch ပေါင်းရနဲ့ချီပြီးနင်းချပြီးပါပြီတခြားကလေးတွေကကျမကိုလောင်ပြောင်ကြတယ်ကျမရဲ့ရေချင်းနဲ့ဆိုရင်ဘယ်တော့မှအနိုင်ရမှာမဟုတ်ဘူးလို့ပြောကြတယ်သူတို့တွေဟာကျမနဲ့အတူလက်ကျင့်ဖို့တောင်ငင်းဆန်ခဲ့ကြပါတယ်ဒါပေမဲ့ကျမအရှုံးမပေးခဲ့ပါဘူးအကားထဲမှာပေါ်ပါတဲ့ခန်းစားချက်မျိုးရဖို့ခြေထောက်မှာတဲအိတ်50ကီလိုဂရမ်ကိုချီပြီးတောင်ပေါ်မှာနေ့တိုင်းကီလိုမီတာ20ပြေးခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ကိုယ့်ရဲ့ခုနကကိုထိန်းချုပ်နိုင်စွမ်းရှိအောင်ရေစက်တစ်စက်မှမစင်စေပဲရေပေါ်မှာပြေးတဲ့အလေးချင်းကိုလုပ်ခဲ့ပါတယ်မနာနာအလေးချင်းမှုတွေကြောင့်ကျမရဲ့ရေချင်းဟာထိတ်တန်းကလေးတွေကိုချက်ချင်းမိလာခဲ့ပါတယ်ဒါပေမဲ့ကျမရဲ့ဆရာကစစ်မှန်တဲ့ကလေးတယောက်ဖြစ်လာဖို့ဆိုရင်လူတွေကိုစိတ်လှုပ်ရှားအောင်လုပ်နိုင်စွမ်းလိုသေးတယ်လို့ပြောပါတယ်ကျမဒါကိုသဘောမတူခဲ့ဘူးကိုတက်သေးပြဖို့လမ်းပေါ်မှာကပြဖို့ဆုံးဖြတ်လိုက်ပါတယ်မကြခင်မှာပဲလမ်းသွားလမ်းလာတော်တော်များများဟာကျမရဲ့အကမှာဆွဲလန်းသွားကြပါတယ်လူတွေရဲ့ချီးမွမ်းမှုကိုတာယာနေတော့မှပဲအဖိုးကိုတယောက်ကကျမရဲ့အကဟာဘာမှတန်ဖိုးမရှိဘူးလို့အထင်သေးတဲ့လေသုံးနေပြောပါပါတယ်ကျမသူ့နောက်ကိုလိုက်ပြီးဘာလို့ကျမကိုနှိမ်ချပြောတာလဲဆိုတာဒေါသကြီးနဲ့မေးခဲ့ပါတယ်သူကလောင်ပြောင်ပြီးတော့လူတွေကမင်းရဲ့ရုပ်ရည်ကိုပဲကြည့်နေကြတာမင်းရဲ့အကကဘသူ့ကိုမှစိတ်လှုပ်ရှားစေမဟုတ်ဘူးလို့ပြောခဲ့ပါတယ်အိမ်ပြန်ရောက်တဲ့အခါလူအောက်ကြီးရဲ့မျက်နှာအမူအရာတွေကိုပြန်တွေးပြီးမှန်တဲ့ကပြင်ဆင်ထားတဲ့ကိုယ်ရုပ်သွင်းကိုကြည့်လိုက်မိပါတယ်ကျမရဲ့အကမှာဆွဲဆောင်မှုမရှိဘူးဆိုတာကိုမယုံကြည်နိုင်ခဲ့ဘူးဒါကြောင့်အတန်ဖို့အဝတ်စားတွေကိုချွတ်မျက်နှာဖုံးဆွပြီးအဲ့ဒီနေရာမှာပဲပြန်ကပြခဲ့ပါတယ်အစမှာတော့လူတွေရက်ကြည့်ကြပြီးမကြခင်မှာပဲလူအောက်ကြီးဟာတဖြည်းဖြည်းလူစုကွဲသွားခဲ့ပါတယ်ကျမစိတ်ပြလက်ပြနဲ့မျက်နှာဖုံးကိုချွတ်လိုက်ပါတယ်အဲ့ဒီချိန်မှာဆရာပြောခဲ့တဲ့အသေးပဲကိုနောက်ဆုံးတော့နားလည်သွားပါပြီခန်းစားချက်အစ်စ်နဲ့ကနေဖို့အတွက်ခြေလံတော်ရမှာသွားနေဖို့ဆုံးဖြတ်လိုက်ပါတယ်ပင်ပန်းနဲ့လုံငါးခါတွေကိုလုတ်ပြီးတဲ့အခါမှာတော့လူတွေပျော်ပျော်ရွှင်ရွှင်ကနေတာကိုမြင်ရရင်ကျမရဲ့ပင်ပန်းမှုတွေပျောက်ကွယ်သွားပြီးသူတို့နဲ့အတူဝင်ကမိပါတယ်မြို့ပြနဲ့ဝေးကွာနေတဲ့အရက်ဒီမှာကျမဟာတဘာဝနဲ့တသားတည်းဖြစ်သွားသလိုတဖြည်းဖြည်းခန်းစားလာခဲ့ပါတယ်ပြန်ခွဲနေမှာတော့ပြန်ပဲရဲ့အဖြစ်ပြောစရာမရှိကပြခြင်းဟာလူတိုင်းရဲ့ထောက်ခံမှုကိုရရှိခဲ့ပါတယ်တိုင်လူကြီးတွေကအနိုင်ရသူကိုကျင်ညာတော့မယ့်အချိန်မှာပဲကျမဟာရိုးရှင်းနဲ့နွမ်းပါတဲ့အဝိစားတွေနဲ့ရောက်လာခဲ့တယ်ဒီလိုပုံစံနဲ့မြင်တော့လူတွေကကျမကိုပြန်ခွဲအတွက်အလေးမထားဘူးလို့ဆွတ်ဆဲကြပါတယ်ကျမကကားကွက်တောင်ပြင်ဆင်မလာဘူးလို့ပြောတဲ့အခါသူတို့တွေကပို့ပြီးတော့မှထင်ပေးသွားကြပါတယ်ဒါပေမဲ့ကျမရဲ့အကောင်းဆုံးအကာကိုကပ်ပြမယ်လို့ပြောခဲ့ပါတယ်စိတ်မပါတော့ထိုင်လူကြီးတွေကကျမကိုအခွင့်အရေးတစ်ခုပေးခဲ့ပါတယ်ကားကွက်မရှိတေးကြီးကြီးမရှိနဲ့ကျမရဲ့အကတစ်စင်လူတိုင်းကိုပြောရွှင်မှုတွေပေးနိုင်ခဲ့ပါတယ်အဲ့ဒီချိန်ကပဲအနာကတူရထားသမားတွေကမစင်စားပဲကျမအတွက်တီးခတ်ပေးလာကြပါတယ်ကျမနောက်ဆုံးတော့နားလည်သွားပါပြီစစ်မှန်တဲ့အကဆိုတာခန်းထားတဲ့အဝတ်စားတွေဒါမှမဟုတ်ပြီးပြည့်စုံတဲ့ကားကွက်တွေဘယ်တော့မှမလိုအပ်ဘူးဆိုတာပါ